မမတို့ကဘာမှမလုပ်ဘူးလားရှင်တဲ့အမြဲအတူတူပဲတွေ့နေလို့လေတဲ့ညီမတို့ကယောက်ျားအလုပ်သွားရင်သမီးလေးနဲ့နှစ်ယောက်တည်းပဲကြံတဲ့လုပ်တယ်နော်မမတော့ဘာလုပ်မှမလုပ်ဘူးမလေးမမကဘာလုပ်မှမလုပ်ဘူးသူ့ပပအလုပ်လုပ်တာပေါ့နော်သူ့ပပမနက်ခင်းဆိုရင်10 နာရီအလုပ်သွားရတယ်10 နာရီအလုပ်သွားရတယ်10 နာရီကနေပြီးတော့နေ့လည်ခင်း3 နာရီတစ်ဖြက်အလုပ်နားပါတော့အဲ့ချိန်မှာ3 နာရီကနေပြီးတော့9 နာရီ2 နာရီကိုပေါ့နော်အခန်းခဏလာပြီးရယ်မမကထမင်းစားဖို့ပေါ့နော်လာလုပ်ပြီးပါတယ်ရှင်ပြီးလို့ရှိရင်9 နာရီပြန်လုပ်သွားတယ်ည7 နာရီ10 နာရီခွဲ7 နာရီမှအလုပ်ကပြန်ရောက်တယ်ပေါ့နော်မနက်ဆိုလို့ရှိရင်သူ့ပပ6 နာရီထားတယ်ပြီးရင်သူ့ပပဂျင်သွားတယ်9 နာရီပြန်လာတယ်သူ့သမီးတို့ရေချိုးပြီးတယ်မမကိုစားဖို့လုပ်ပြီးတယ်သူ့သမီးရေချိုးပြီးပြီဆိုရင်မမရေချိုးတယ်10 နာရီဆိုရင်အလုပ်အကုန်ပြီးပြီအဲ့ဆိုသူအလုပ်သွားပြီအဲ့ဆိုသားမီးမြောက်ကဘာလုံးမှမရှိတော့ဘူးမမပြီးရင်သမီးရှိရဆိုရင်သမီးနဲ့ပဲအမြဲတမ်းအချိန်ဖြုံးပြီးတော့ပဲသမီးနဲ့ပဲနေပြရပါတော့ပြီးမမ online ဈေးရောင်းပါတယ်ဒါလေးရောင်းနေတယ်မ Eva line လေးတယ်မလက်မပေးဘူးကြည့်လေအမေလက်ကိုEva line လေးရောင်းတယ်အဲ့ဒါ online ရောင်းတယ်အဲ့ဒါ online ကြတော့သူ့ပပပြန်လာတဲ့အချိန်နေ့လယ်ပိုင်းနေပေါ့နော်အားတဲ့အချိန်လေးမှာလုပ်ပါတယ်တစ်ခါလေးလေးညခင်းပေါ့နော်ညပိုင်းအားတဲ့အချိန်မှာလုပ်ပါတယ်ရှင်အလုပ်လုပ်ပါတယ်လို့ပပအလုပ်လုပ်ပါတယ်လို့ပပအလုပ်လုပ်ပြီးလို့စားပါနော်နော်ချူလီပပအလုပ်လုပ်ပါတယ်ရှင်လို့မမီးလည်းလုပ်ပပလည်းလုပ်လို့ပြောလို့Bye bye